ဖဲသမ်းမှာကွာအမေဟုတ်လားဘာအမေလဲအခုမှလာပြီးတော့ဟဲ့နန္ဒလောင်းလာပါပြီဒေါ်လေးရဲ့နေရတယ်ပျောက်ချက်တာကောင်းနေလိုက်တာဟိုကောင်းဆိုဒေါ်လေးရဲ့ရာသိန်းချိန်ကြီးပဲ့နှမ်းနေသိမ့်နေရလေမဟုတ်ဘူးဖုံးပါခဲ့လားငါ့ကိုငါတားလေးပုံလေးပြပါအောင်ဟဲ့ကြည့်ကျင်လို့ဩပါလေဒေါ်လေးရဲ့ပြမယ်ခဏရင်နော်ဟဲ့လှုပ်မြန်လှုပ်ကြားလိုက်တာလိုင်းမကောင်းလို့ပါဒေါ်လေးရဲ့ရော့ဟယ်လိုအားလုံးပဲမင်္ဂလာအေးငါတာချောလိုက်တာနိုင်လောက်ကြားလို့ဟုတ်တယ်ဒေါ်လေးသားရန်အောင်ရောနေရရန်အောင်မြင်နေရလေသူက14တောင်ဖြစ်နေပြီဒေါ်လေးရဲ့ဟဲ့ဆယ်လီဆိုတာဘာတော့အိုးဒေါ်လေးရတယ်14ဆိုတာရုပ်ရှင်မသားမင်းသမီးလူပဲလေနာမည်ကြီးဒေါ်လေးရဲ့ကောင်းနေငါတာဟဲ့ဒါနဲ့ငါသားကနုကြီးဖုံးမဆက်ဘူးလားသူတို့လည်းမအားနဲ့တိတ်အဆက်တွေမရဘူးဒေါ်လေးရဲ့ဘာလို့လဲဒေါ်လေးရဲ့ငါမှလည်းဖုံးမရှိတော့ငါသားနဲ့မပြောရဘူးလေဖုန်းပြောချင်တာများဒေါ်လေးရဲ့အခုပြောမှလားဒီဖုန်းခေါ်ပြီးမယ်လေအေးခေါ်လိုက်ပြောမယ်အေးခေါ်ပြီးမှာပေါ့ဖုန်းပြောချင်တာပဲငါတောက်ရမ်းနေတာဒီအမေရှိကြီးနော်နေလာတော့ငါပဲဖုန်းခေါ်ခိုင်းရတာငါပဲဖုန်းမရှိဘူးလေဖုန်းခေါ်ချင်တာပဲဒေါ်လေးရဲ့မှားလိုက်ပေါ့သမီးလာခဲ့မှာပေါ့အေးပါခေါ်ပြီးမယ်ဒေါ်လေးကောင်你看假的哎，你好吧？这里今天朋友比较假的，朋友们看啥呀？我嘛的。考。Hello，大，俺都没吧大爷。Hello 妹。哦，ဘာကိစ္စရှိလို့လဲ。大我这里呀，没风湿来的大。ဘာမှအရေးကြီးကိစ္စလည်းမဟုတ်ခဲနဲ့။ဖုန်းလေးဆက်နေတာဒီမှာမအားပါဘူးဆိုနေမှာ။ဒီပါဒါရဲ့ဒါမှမင်းမကြည့်လို့ပါဆိုတာဖုန်းချလိုက်တော့မနော်အမေဟုတ်ပြီနောက်ကရေးကြီးမှဆက်ဒါပဲဒီပါငါသားမအားလေးဘူးနေတာရဲ့အလုပ်ကိုထုတ်နေတာသူအားတဲ့ချိန်ကျမှပြန်စပါနေတယ်လို့လေဒါနဲ့နေကိုဆိုရောမျိုးမတက်ဘူးလားတက်မှာတော့လေနောက်ပတ်ထဲမျိုးသွားမျိုးတော့ရှိရတယ်လေပဲ့သွားရအောင်ပါလေအေးပါမျိုးတက်ရင်ပြောနော်ငါသားအတွက်မုံလေးထည့်ပေးလိုက်ချင်လို့မဟုတ်ထည့်ပါပြောမယ်လေတော်လေးရဲ့မျိုးသွားလို့ရှင်ကိုစိုးရုပ်လည်းသူပြောထားလိုက်မယ်လေအေးပါဟဲ့ဇော်ကြီးခဏနေပါဦးနေဘယ်တော့မလို့တော့ရားရဲသွားမလို့ဒေါ်ကြီးရဲ့အေးပါနေမျိုးတက်မှာဆိုဟုတ်တယ်ဒေါ်ကြီးနောက်ပတ်ထဲလောက်တော့တက်ဖြစ်မယ်ထင်တယ်အေးပါမျိုးတက်ရင်ငါသားကိုပြောတယ်မှာနေမေနေကိုရတိရနေတာလို့ပြောပေးဦးဟုတ်ပြီဒေါ်ကြီးကျွန်တော်ဆက်ပြောပေးမယ်နော်အေးပါပြီးရင်လည်းရောဘယ်တော့လောက်လဲပြန်ကမှလဲလို့မိခဲ့ပေးအောင်နော်ဟုတ်အေးပါတခြားပြောလိုက်နော်ဟုတ်ပြီဒေါ်ကြီးလည်းကျမကြီးယူဆိုင်အောင်နော်အေးပါဟုတ်ပြီဟဲ့နေတခြားပြောလိုက်နော်စိတ်ချမယ်နော်ဟုတ်ပြီဒေါ်ကြီးဟုတ်ပြီအေးပါသွားပြီနော်ဒေါ်ကြီးနန္ဒာရဲ့ငါသားလေးကိုတွေ့ချင်လိုက်တာ။အိုးဒေါ်လေးလေကိုကျမကြီးကိုကူးဆိုင်အောင်လေ။စိတ်ထားမနေရဲ့မလာရီဘူးလား။လာတော့ထားတယ်ပြန်လာတော့မှာ။ဒေါ်လေးကျမကြီးကိုဆိုင်ငါသားလေးငါတွေ့ချင်တာပြီ။တွေ့ရမှာဗောဒေါ်လေးနေကောင်းနေနော်။ဒီပါလေငါမိလောက်တော့ပါဘာပြောနေရလဲဒေါ်လေးရဲ့ကျမ်းမောင်လို့ရသေးအောင်ဒေါ်လေးကျမ်းမယူဆိုင်ဒေါ်လေးမနဲ့ဒေါ်လေးဟာဇော်ကြီးငယ်ချင်းဖျောင်းငါအောင်တို့လေငယ်ချင်းအောင်တို့လေကွာငါ့ကိုမှတ်မိတော့ဘူးလားအခုတော့မင်းပြန်လာပြီပေါ့အေးကွာငါလည်းမြို့မှာလောက်တွေရှုံနေတာနဲ့ရောပြန်မဲ့တော့ကြားလာပြီအခုမှငါမြို့တည်းရလို့ပြန်လာတာမင်းအိမ်မှာရှိမှတိုင်းဖျောင်းမေရောလို့ဘာကြောင့်ကြည့်နေတော့မေရောလို့ဖဲသမ်းမှာကွာအမေဟုတ်လားဘာအမေလဲအခုမှလာပြီးတော့မင်းမရှိတော့ဘူးကွာဖျောင်းဘာဖြစ်နေရတော့ငါအမေကမရှိတော့ဘူးဆိုလို့ဘယ်သွားလို့တော့မင်းဘဲမှသွားတာမဟုတ်ဘူးကွာမင်းကိုစောင့်နေရင်းနဲ့အဲ့ရထဲမှာတနဲ့မင်းကိုညှော်နေတာကွာမင်းမရှိတော့ဘူးကွာမင်းဆုံးပြီဘာဖျောင်းငါမေဆုံးပြီဟလားဖျောင်းဒါတော့စားကိစ္စမဟုတ်ဘူးနော်ဟျောင်း
ဟဲ့မင်းကိုဒီချိန်ကနောက်ရမလားကွာမယုံရင်မင်းအထဲမှာမေမေလောင်းရှိရဲ့မေမေကိုတွားကြည့်လိုက် မေမေမေဘယ်တော့ပြန်လာပြီလေမေမထားကြည့်ပါဦးမေမေထားကြည့်ပါဦးမေမေနိုင်တွေ့နေစို့မထားကြည့်ပါဦးမေမေတော့စောင့်နေရဆိုဘာလို့လို့ခုတော့သွားခဲ့ရတော့မေ